မင်္ဂလာပါအမတို့ခိုက်ကော်လုံးနေသူတွေဆိုရင်ဒီကိုတော့ပါလေးကိုမဖြစ်မနေလိုက်မှတ်ထားဖို့လိုတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုရင်ဒီအမတို့အဖွားတွေပေါ့နော်အမျိုးသမီးတွေမှာပဲတွေ့ရတဲ့ဒီဖတ်တဲ့မှာတွေ့ရတယ်ပေါ့နော်မိမကောထွက်တဲ့အရေးအဖြူရောင်တွေရှိမယ်အဝါရောင်တွေရှိမယ်အဲ့လိုအရေးတွေတွေ့ပြီဆိုလို့ရှိရင်အမတို့ကဒီတိုင်းသူထွက်ချင်လို့ထွက်တာပဲဆိုပြီးတော့နှိရှူရှူလိုက်လို့မရအောင်ပေါ့နော်မဖြစ်မနေနက်စမတွေကိုအကြောင်းကြားပေးရတယ်အဲ့တော့ဒီအရေးအဖြူရောင်တွေအဝါရောင်တွေဘယ်လိုခေါ်လဲဆိုရင်တိုင်းကဲတမောင်းခွင့်အိုဒီမိုနိုလို့ခေါ်တယ်ပေါ့နော်အမတို့ဒီနီချီကျော်ခိုင်ဝါမှာဆိုရင်အိုဒီမိုနိုအဖြူစင်းတယ်ဆိုပြီးတော့ခေါ်ကြတယ်ပေါ့နော်ဒါပေမဲ့သူ့ရဲ့အရေးဒီအဖြူရောင်တစ်မျိုးတည်းမဟုတ်ဘူးအဝါရောင်လည်းဖြစ်တတ်တယ်ပေါ့နော်အဲ့လိုတွေ့ပြီဆိုလို့ရှိရင်အမတို့ကသူ့ရဲ့အရောင်ခောက်ခွန်းနေလုပ်တယ်ဖြူရောင်လားအဝါရောင်လားတချို့ကလည်းနည်းနည်းစိမ့်ဖက်ဖက်လေးတောင်ပါသေးလားမသိဘူးနော်အဲ့လိုမျိုးအရောင်လေးခောက်ခွန်းနေလုပ်မယ်ပြီးလို့ရှိရင်ပမာဏနည်းနည်းလားများများလားပေါ့နော်နောက်ပြီးတဲ့ခါမှာအနံ့ကဆိုးဆိုးရွားရွားဖြစ်နေလားပုံမှန်ဒီတိုင်းတာမန်အနံ့မဲလားအနှံ့ပြင်းပြင်းဖြစ်နေလားဒါမျိုးတွေခောက်ခွန်းနေလုပ်ပြီးတော့နတ်စမာကိုခုတ်ခုတ်ခုလုပ်ရမယ်ပေါ့နော်အဲ့လိုခုတ်ခုတ်လုပ်တဲ့အချိန်မှာဆိုလို့ရှိရင်ねナニナニさんパッとないに体型が見られていますの白い体型が見られています黄色っぽい体型が見られていますเนาะအဲ့လိုမျိုးလေးတွေခုတ်ခုတ်ခုလုပ်လို့ရပါတယ်